ကိုခန့်ဆိုတာဗမာပြည်မှာအလွန်မတန်ဟိုလေးစားစရာကောင်းတယ်လို့ကြီးညိုစရာကောင်းတဲ့ကိုတို့အလွန်မတန်အားကြခဲ့ရတဲ့နော်ကိုထူးရင်တင်ပေါ့နော်သူနဲ့ကိုနဲ့ကအကိုကဆိုတော့မဖြစ်ခင်လမ်းဘေးမှာနေကြတဲ့ကသူနဲ့အတူတူနေဘူးတဲ့ဟုတ်ကဲ့ငင်းလေးလုံးသားမှာသူတို့နဲ့အတူတူနေခဲ့ဘူးတဲ့ရဲသွင်းတို့ပေါင်းနဲ့သူတို့နေတဲ့အချိန်မှာကိုကချက်တိတ်လေးပေါ့အဲ့တော့ဒီပိုးရမကပဲထွက်ဖို့အတွက်စူးစမ်းနေတဲ့ကာလာလေးတစ်ခုမှာအဲ့လိုစူးစမ်းနေတဲ့အချိန်မှာကိုခန့်ကတော့အရန်နာမည်ကြီးနေတာပေါ့နော်နာမည်ကြီးတဲ့အချိန်မှာအဲ့တုန်းကတော့ဒီနေ့စီလိုက်အုပ်စုပေါ့အဲ့ဒီမှာဥစောတက်မိုဘိုင်းစောတက်တို့ပေါ့ကိုစောတက်ပေါ့နော်ဒီစကားကကိုစောတက်ကိုပုတ်ခတ်တာလည်းမဟုတ်စောကားလည်းမဟုတ်ကိုစောတက်ကိုထိလေးစားပါတယ်အခုထိချစ်ပါတယ်ကိုယ့်ရဲ့ဆရာပါပဲနော်လက်ဦးဆရာပါပဲထားလိုက်တော့ဒါပေမဲ့တမိုင်းချောင်းဆိုတာခြံလှထားလို့မရဘူးအဲ့ကာလာဖြစ်ခဲ့တဲ့ဖြစ်ပျက်လေးပြန်ပြောပြမယ်ဘာလဲဆိုတော့အဲ့ကာလာမှာကိုငက်ကသူကအဲ့ကာလာမှာတော်တော်ထူးချွန်တဲ့အမှုပညာရှင်ဆိုတော့ तू ကနတ်ဘုရားဆန်းလောက်ရှိရလို့ထင်တယ်သူ့ဘက်ကထွက်ကြလာလိုက်လို့ရှိရင်ဟာမိုက်တယ်ကွာဒီအဆိုတော်မိုက်တယ်လို့အဆိုတော်တစ်တယောက်ကမိုက်တယ်လို့ပြောလို့ရှိရင်သူ့ကိုထုတ်ပေးမဲ့ပရိုဂျူဆာကလက်မယွန်းမျက်စိမိတ်ထုတ်ပေးတာအဲ့လိုမျိုးတွေဆိုတဲ့ခါမှာ तू ကအဲ့လောက်ထိကို तू ကခံထားတယ်အဲ့တုန်းကအဲ့အချိန်မှာကိုကလည်းအတူတူနေကြတဲ့ခါကျတော့ဒါပေမဲ့ဟိုဒီလိုပေါ့သူ့ကသူနေကိုကကိုနေပါပဲလေသို့တော်လည်းကိုကဆက်ပြီးတော့ဒီ poem graphic ကိုထွက်ပြီးဆက်ပြီးတော့ဖြန့်ဖို့ပတ်စံမရှိတဲ့အချိန်မှာကိုစောတိတ်ကိုပြောတယ်ကိုစောတိတ်ကျွန်တော်ခွေလေးကိုထွက်ပေးပါကျွန်တော်ကုန်ကြရလဲအကူသိတယ်တပြားမှမပေးနဲ့ကျွန်တော်ထွက်ဖြစ်ရင်တော်ပြီကျွန်တော်သရှင်းဆိုချင်တာတပြားမှမပေးနဲ့အကူညံ့အကုန်ယူသူ့လက်ကားပေးခဲ့ဘူးလေဒါပေမဲ့ तू ကသူ့မှာလည်းအခက်အခဲတွေရှိပါလိမ့်မယ်သူ့မှာ तू ဖြတ်တန်းမှုမှာအဲ့မှာ तू ဘာပြောလဲဆိုတော့မင်းနဲ့မင်းငှက်ကြီးကိုဖွင့်ပြပေးပြီလားဖွင့်ပြခိုင်းပေးပြီလားဖွင့်ပြပေးပြီလားတဲ့ဆိုတော့ကျွန်တော်ဖွင့်ပြရတယ်ဒါပေမဲ့ကျွန်တော်ဖွင့်ပြလိုက်ပါမယ်လို့ဆိုအဲ့ဒါကိုသူ့ကိုငှက်အခန်းလေးအဲ့ကိုငှက်အခန်းလေးကဝင်သွားပြီးတော့ကက်ဆက်ကလေးနဲ့ကိုငှက်လို့ကျွန်တော်ခွေလေးနားထောင်ပေးပါလို့ဆိုပြီးကိုအဲ့ဒါသူ့ဖွင့်နဲ့အဲ့ဒါကိုကက်ဆက်လေးတော့ poem graphic အခုစီထားတဲ့အတိုင်းအစာဆုံးလေးဖွင့်ပြီးသူ့ဖွင့်ပြလိုက်တယ်စကားဘုတ်ပါတယ်တချင်စကားဘုတ်လုံးပြီးသွားတဲ့အချိန်မှာမျောလင့်တော့သူဘာပြောမလဲပေါ့သူစကားတစ်ခွန်းအောင်ပြောခဲ့ကိုဟာအဲ့နဲ့ကြည့်လိုက်ပြီးတော့ဟောငါလည်းဘာမှမပြောဘူးလို့အဲ့နဲ့ကိုကကျွန်တော်သွားတော့မယ်နော်ဆိုတော့ခွေလေးပြန်ထုတ်ပြီးဟောကိုလည်းဘာမှမမေးဘူးသူမမေးတော့ကွာမမေးတော့ဘူးဆိုတော့ကိုသူတို့ကအရန်ပါဝါကြည့်တော့ကိုမမေးရဘူးလေအဲ့တော့ဟာငါဘာမှမပြောဘူးလို့ဆိုအဲ့နဲ့ကိုဒါမှနေလိုက်တော့ဗောလေ